တရားမှတ်ချက်တရားအထုတ်ချက်ရရှင်ကိုရောမြတ်ကြီးကမဟာသရိပရဏသုတ်တံတိတရာမှာစိတ်တ ानु ပတရာနဲ့ပတ်သက်ပြီးတော့ဣဒဘိက္ခဝေဘိက္ခုစိတ်တိတုစိတ်တ ानु ပတိဝိဟရတိအာတပိတမ္ပဇာနောတတိမဝိနိယလောကေအဘိဇာထုံးနနာစသည်ဟောတယ်ပိဿုပံအာယုနာရတဲ့ပေါ်လာတဲ့စိတ်တွေကိုမိမိဉာဏ်နဲ့စောင့်ကြည့်ပြီးသုံးသပ်ပြီးပါဆင်ခြင်ပြီးပါကဲကပ်ပြီးပါတောင်ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကစိတ်တ ानु ပတနာဆိုတာကိုမိမိတဏ္ဍာဖြစ်လာတဲ့စိတ်တွေကိုမိမိဉာဏ်လေးနဲ့ကဲကပ်ရင်စိတ်တ ानु ပတနာဖြစ်ပါလေတိထားပါယောဂီသူများစိတ်ကိုအကဲခတ်ရတာကဟုတ်တော်ရှိမှန်တော်ရှိမှားတော်ရှိအမှန်မသိနိုင်မိမိစိတ်ကိုမိမိဉာဏ်လေးနဲ့အကဲခတ်ပြီးရဓမ္မအမှန်သိနိုင်တယ်သူတော်ဘာစိတ်ကိုမိမိမသိနိုင်ပဲနဲ့ပြောနေတာကိုယ်စိတ်အလိုမကျတိုင်းပြောနေရင်ဒါအပြစ်ဖြစ်ရုံပဲရှိတယ်တကယ်သိတာကိုယ်စိတ်ဘာဖြစ်နေလဲဆိုတာကိုယ်အသိဆုံးဒါကိုဉာဏ်လေးနဲ့အခက်ခတ်ပြီးဒိဋ္ဌိစရိတမန္တပညာပုဂ္ဂိုလ်ဒိဋ္ဌိစရိုက်ကြည့်ပြီးဉာဏ်နှုံးတဲ့ယောဂီကစိတ်ဓာတ်ဝိပဿနာနဲ့သင်တယ်သတိထားပါယောဂီရှိဘင်းကနေငယ်ရှုမှုလေးမှန်မှန်ရှုရှက်မှုလေးမှန်မှန်ရှက်နာတိပါစိတ်ဆိုင်မှုလေးကအထီးကတဏှိယအထီးကတတိဆိုင်အတိလိုက်ပြီးအနေငယ်တမာတိထုတော်အပ္ပနာလို့ခေါ်တဲ့စံတမာတိတော်မှာအာယုံချမ်းနဲ့တွေ့ရင်ဆံလျှော်တယ်ယောဂီတို့တမာတိကိုထူထောင်ပြီးဖို့လည်းလိုအပ်ပါတယ်သီလကျင့်စဉ်တွေကိုကျင့်ခြင်းအပြင်သီလတာဘုရားအဆုံးအမကိန်းနေတဲ့ယောဂီတို့ဒီတမာတိကျင့်စဉ်တွေကျင့်ခြင်းအပြင်တမာတိတာဘုရားအဆုံးအမကိန်းအောင်ရှုစားပြီးတမာတိထူထောင်ပြီးရှေ့သိနောက်သိတစ်ဆက်တဲ့သီလသိနဲ့မြတ်ခဏိကတမာတိနဲ့ပြည့်စုံတယ်တမာတိတည်ကြည်လာသည်နှင့်အမြတမာဟိတောယထာဘုဒ္ဓပသနာတိဆိုတဲ့အဆုံးအမတိုင်းတည်ကြည်သောစိတ်ရှိတဲ့ယောဂီမှာဟုတ်တယ်မှဆိုခန္ဓာကပြောတာကိုသိပြီအခုမျက်စိမိထားလို့မြင်စိတ်မပေါ်နိုင်တော့လေအကြောင်းတိုက်ဆိုင်ရင်နားမှာကြားစိတ်ပေါ်မှာပေါ့အကြောင်းတိုက်ဆိုင်ရင်နှာခေါင်းမှာနားစိတ်မွေးစိတ်ပေါ်မှာပေါ့လေယာမှာကိုယ်စရိုးလေးကိုမျိုးခြင်းနဲ့စိတ်ပေါ်တတ်တယ်လို့ခန္ဓာကိုယ်မှာရာရန်ခေါင်းစိတ်တွေပေါ်တတ်ပါတယ်စိတ်မှာတော့အမျိုးမျိုးသောတွေးကြောခြင်းစိတ်တွေပေါ်တတ်တာပေါ့စာအားထုတ်တဲ့ယောဂီတွေအတွက်ပင်ကုပမာတရားရှာရမယ်ပင်ကုဒီအိမ်ဘွဲ့အလဲကနေဆောင်းမယ်ပုဂ္ဂိုလ်လေးတွေမိရင်သွားဆက်ပြီးအလဲပြန်ထိုင်ရှုစိတ်ရှိုက်စိတ်လို့ခေါ်တဲ့အိမ်တဲ့စိတ်ကိုမူတည်ထားပြီးဧည့်သည်စိတ်တွေကိုဖြစ်ဖြစ်ရှုပြရမယ်ကျင့်ဗများစွာအားထုတ်ထားတဲ့ယောဂီတွေအတွက်ကတော့ဖုတ်ဖိုင်းတဲ့ဥပမာနဲ့ရှုရမယ်ခေပေါင်း6ပေါင်းရှိတဲ့တောင်ပေါ်တဲ့ကိုဖူးကြီးဝင်သွားတဲ့ဆူကြပါဆိုဘလို့ခံရလဲ9ပေါက်ပြီးပြီးတစ်ပေါက်ကဆောင်းခံပြီထို့တူပါပဲမျက်စိနာလျာကိုမနောဓာတ်6ပေါက်မှာမနောပေါက်ကနေဆောင်းခံရင်ကုန်ပြီပါလေမျက်စိကဒသနာကိစ္စမြင်ုံပဲမြင်တယ်ကောင်းတဲ့ဆိုတဲ့မရှိသေးဘူးဒါကြောင့်မြင်ကမတ္တဥပေက္ခနားကလည်းတမနာကိစ္စကြားယုံလည်းကြားတယ်ကောင်းတဲ့ဆိုတဲ့မရှိဘူးဒါကြောင့်ကြားကမတ္တဥပေက္ခ
အာယုတော်ရဝိညာဏသုံးခုဆိုတာဖတ်တာမျက်စိကြည့်ရဲ့စေယံမျက်စိကသုံးခုဆိုတာဖတ်တာအာယုကိုတိတာကဖတ်တာအာယုယတခံစားတာဝေဒနာအာယုပေါ်မှာမှတ်တာတိညာအာယုပေါ်မှာစိတ်ပေါ်တာစေတနာဖတ်တာပစ္စမကတရားတွေပါသိသိပြီးတော့ယောဂီရဲ့တဏ္ဍမှာဒီတရားတွေအထင်ရှားလာလိမ့်မယ်ဒါကြောင့်စိတ်ရဲ့တဏ္ဍဓမ္မတာကကျုံရအာယုရမိယုံတာဖုံဖုံကောင်းဆိုမကွယ်ယူသည်ကောင်းနေဆိုတယ်မကွယ်သေးဘူးအာယုကိုတိကမြပဲရှိသေးတယ်သို့ပါတော့လေတစ်မျိုးတစ်ပဲစေတသိက်တွေကြောင့်ကိုစိတ်ဖြစ်တော့စေတသိက်တွေပါလာပြီပတ္တဝေဒနာတင်ညာစေရနာဧကဂရစီဝိနေနေမနတိကာရစိတ်အားလုံးနဲ့ရှင်းတယ်ဒီနေရာမှာဖတ်တာပစ္စမကတရားအာယုကိုတွေ့တာကဖတ်တာအာယုရတာခံစားတာဝေဒနာအာယုပေါ်မှာမှတ်တာတင်ညာအာယုပေါ်မှာစိတ်ဆိုတာသင်္ခါရအာယုကိုသိတာကဝိညာဉ်ဒါကြောင့်ဉာဏ်ကမ္မထရှုမယ်ဆိုရင်ဖတ်တာပစ္စမကတရားတွေပါကုန်သိရှိရမယ်စိတ်တဲ့ဒီအာယုကိုသိကများတယ်သူ့မှာရှင်းလာတဲ့စိတ်တွေကြောင့်တို့ဘာတော့လဲတစ်မျိုးတစ်ပဲစိတ်တွေအတွက်ကြောင့်တက်တဲ့ဆုကောင်းအယောင်ပြောင်းနေစိတ်တွေအယောင်ပြောင်းလာတယ်တချို့ဒေသနာကတက်ရယူတယ်ဒီလိုဒေသနာကဆောင်းယူတယ်စိတ်ဆိုတာလုံးရတဏ္ဍဘဝနမိတ်မှာမရှိတာဘယ်လိုလုပ်အယောင်ပြောင်းတို့ကြောင့်တို့ပဲပဲစိတ်ကြောင့်ဖြစ်တဲ့စိတ်ဓာတ်ရုပ်တွေကြောင့်ဒေါသဖြစ်လာတော့မျက်နှာကြီးမဲသွားရာဂဖြစ်တော့မျက်နှာကြီးရဲသွားမျက်နှာကြီးမဲကနေဖြစ်သွားတာမျက်နှာကြီးရဲကနေဖြစ်သွားတာအဲ့ဒါစိတ်ကြောင့်ဖြစ်ရတာမကောင်းတဲ့စိတ်ကောင်းတဲ့စိတ်ကိုကိုယ်ကြည့်စမြဲဥဒန်းခဲ့တဲ့စိတ်တဲ့စိတ်တွေအတွက်ကြောင့်ပါဘယ်သူကမှစိတ်တည်းမကောင်းဘူးပြောကောင်းတော့ဖြစ်တဲ့စိတ်ကောင်းရှိတယ်စိတ်ကောင်းမရှိဘူးပဲပြောတယ်ဒါကြောင့်မို့မျက်စိကတဏှာကိစ္စနာကတဝနာကိစ္စကောင်းတဲ့ဆိုတဲ့စပြီးတော့လောဘစတဲ့ကိလေသာတွေမှန်သမျှကအကုန်လုံးမနောဘောက်ကနေလည်နေတာပဲဒါကြောင့်အတွင်းဧည့်သည်လို့လည်းသုံးပြန်တယ်စေတ ानु ပဒနာမှာတော့တရာကစေတံတရာကစေတံဒီပါစံနေရာဂနဲ့တကွာဖြစ်တယ်တဒေါသစေတံဒေါသနဲ့တကွာဖြစ်တယ်တမောဟစေတံမောဟနဲ့တကွာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့စိတ်တွေကအတွင်းဧည့်သည်တွေပဲဘာကြောင့်ဧည့်သည်လို့ခေါ်လဲအကြောင်းတစ်ဆယ်မှာပေါ့ဘာကြောင့်အတွင်းလဲစိတ်မှာပေါ့အတွင်းမှာဖြစ်လို့ဒါကြောင့်မို့စိတ်ဒီအာယုံကိုသိကမြပဲကောင်းတယ်ဆိုတာစေတသိက်တွေကြောင့်ဖြစ်လာတယ်အဲ့ဒီစေတသိက်တွေကစိတ်မှာဖြစ်တယ်ဒါကြောင့်မနောဘောတစ်ပေါက်တည်းကစောင့်ဖန်ရင်အကုန်မိတယ်ဒါကြောင့်ဖို့ဖန်တဲ့ဥပမာနဲ့ရှုရမယ်ဘယ်စိတ်ဘောဘောအရှုကခန္ဓာပေါ်လာရဲ့လို့သဘောကျခန္ဓာပေါ်လာလို့သိပြီဆိုရင်ပဲတက္ကာယဒိဋ္ဌိသိနဲ့ဆင်နေပြီအပြည့်မြင်တတ္တရာဒိဋ္ဌိအစာတို့အပြည့်မြင်ဥစ္စေတဒိဋ္ဌိအာယုံတော်ရနိုင်လို့ဒီစိတ်တွေပေါ်တယ်လို့အကြောင်းကြီးပေါ်မှာဉာဏ်ရှိရင်တန်တရားဝိသေကိစ္စကိလေသာဆင်နေတယ်ဤကဲ့သို့ဒိဋ္ဌိဝိသေကိစ္စအသိနဲ့ဆင်ပြီးတော့ပွားဉာဏ်နဲ့ပယ်တတ်တဲ့ကံမှာစိတ်ပေါ်တိုင်းသည့်ဉာဏ်နဲ့ကြည့်ပါစိတ်ပေါ်ပေါ်မှန်းသည့်ဉာဏ်နဲ့ကြည့်လောဘစိတ်ပေါ်ရင်လည်းပေါ်မှန်းသည့်ဉာဏ်နဲ့ကြည့်ဒေါသစိတ်ပေါ်ရင်လည်းပေါ်မှန်းသည့်ဉာဏ်နဲ့ကြည့်ပေါ်တိုင်းသိတာတတိပဋ္ဌာန်ဉာဏ်နဲ့ကြည့်လို့မရှိတော့တဲ့သဘောကိုတွေ့တာတတိပဋ္ဌာန်ဘာဝနာလုံးဝမရှိရကမရှိတဲ့သဘောမဟုတ်ရှိရကမရှိတဲ့သဘောဖြစ်ပြီးတော့ပြတ်သွားတဲ့သဘောဒါဖြင့်လောဘတွေ့တာလားဖြစ်ဖြစ်တွေ့တာလားဒေါသတွေ့တာလားဖြစ်ဖြစ်တွေ့တာမောဟတွေ့တာလားဖြစ်ဖြစ်တွေ့တာလားကိုယ်ကဖြစ်ဖြစ်ရှုလို့ပြတ်သွားတဲ့သဘောလားသူ့သဘောကိုယ်ကဖြစ်ပြီးပြနေတာလား
ယောဂီဉာဏ်နဲ့ကြည့်ဘုဒ္ဓတော်ဘုဒ္ဓပတ္တိအရှိကိုအရှိတိုင်းတဘာဝတရားကိုတဘာဝတရားအမှန်ကိုအမှန်တရားတိုင်းမြင်အောင်ရှုတာဝိပဿနာပဲဒါတော့ဖြစ်ဖြစ်မြင်တာယထာဘုဒ္ဓဉာဏ်ဟုတ်တယ်မှဆိုတာသိတဲ့ဉာဏ်အကြောင်းတဆိုင်ရင်ပေါ်မဲ့ပေါ်တဲ့နေရာလေးပြည့်တယ်ကိုယ်ကဖြစ်ပြလို့ရှုလို့ပြတ်သွားတာမဟုတ်သူ့သဘောတဘာဝကိုဖြစ်ပြီးပြနေတဲ့သဘောဒါကိုယောဂီကတတိထဝိရိယစိုက်ပညာနဲ့စောင့်ကြည့်ကြပ်ဖို့ပဲလုပ်တယ်တတိထပါယောဂီရေကြောင့်ဖြစ်တဲ့ရှုပ်ရုံစိတ်အမြင့်ကြီးတွေဆင်ခြင်နေရေနဲ့လည်းစီရတယ်။ဟိုမိမိစိတ်မှာကန့်နေတဲ့ကိလေသာကြီးတွေဆင်ခြင်ခြင်းနဲ့စိတ်နဲ့လည်းစီရတယ်။စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်မရှိတွေ့ရမှာ။တန်ခိတစိတ်ဝိခိတစိတ်ငါရင်လည်းငါမှန်သည်ပြန်နေရင်လည်းပြန်နေမှန်သည်တွေးရင်လည်းတွေးမှန်သည်ဉာဏ်နဲ့ကြည့်ဖို့စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်စိတ်တို့မြည်သည့်နှစ်ခုပြန်ကြည့်ရုံထုံးတယ်မရှိဘူးတစ်စိတ်ချုပ်ပြီးမှတစ်စိတ်ပေါ်လာတာဒါကြောင့်ဘာစိတ်ပေါ်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်ဘာစိတ်ပေါ်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်နှစ်ခုပြန်ပြေရုံထုံးတယ်မရှိဘူးဖြတ်စုကြောင့်လည်းစိတ်ပေါ်တဲ့နေရာမှာပြည့်နေတာတန်တတိဆက်ဆက်နေတော့လားအိဋ္ဌာမမြောက်တန်တတိဖုံးနေဆိုသလိုရှေ့စိတ်နောက်စိတ်နာအစိမ့်လေးတရားနဲ့ဖြစ်နေတာကိုတန်တတိလို့ထင်တစ်ဆက်တည်းလို့ထင်နေတယ်အမှန်ကတော့အဟောင်းကျုပ်သစ္စာထုတ်နေတာတတိထားပါယောဂီပါစိတ်မှမပေါ်ဘူးစုထင်ရင်လေကိုထုတ်သောစိတ်လေကိုသွင်းသောစိတ်အိန္ဒစိတ်အများကြီးရှိနေတာဝင်လေသည်ထွက်လေသည်လုံနေတာတမာတိထူထောင်တဲ့ပါစိတ်ဓာနုပဒနာယအိန္ဒစိတ်နေနဲ့ရှုရင်တော့လေကိုထုတ်သောစိတ်လေကိုသွင်းသောစိတ်ဒီစိတ်နှစ်ခုမရှိရင်သိတော့မှာပေါ့ဒါကြောင့်အိန္ဒစိတ်လို့ခေါ်တယ်သက်ဆောင်စိတ်ပါဒါကိုမူတည်ထားပြီးတော့လောဘစိတ်ပေါ်ရင်ပေါ်မှန်သည့်ဉာဏ်နဲ့ကြည့်ဒေါသစိတ်ပေါ်ရင်ပေါ်မှန်သည့်ဉာဏ်နဲ့ကြည့်မောဟစိတ်ပေါ်ရင်ပေါ်မှန်သည့်ဉာဏ်နဲ့ကြည့်ပြန်လို့ရင်ပြန်လို့မှန်သည့်ဉာဏ်နဲ့ကြည့်တွေးရင်တွေးမှန်သည့်ဉာဏ်နဲ့ကြည့်ဉာဏ်နဲ့အကဲခတ်ကြည့်တဲ့အခါမှာမူလစိတ်မရှိတာကိုတွေ့ရမယ်စိတ်ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာမရှိတာကိုတွေ့ရမယ်မရှိရတာမရှိတဲ့သဘောမဟုတ်ရှိရတာမရှိတဲ့သဘောဟုတ်တယ်ဝါအဘဝိဋ္ဌိနာအိသံဟုတ်တော့အကြောင်းတက်ဆိုင်ပြီးဖြစ်ပေါ်လာအဘဝိဋ္ဌိနာမရှိတော့တဲ့သဘောအိသပြည့်သွားတာအိသပြည့်သွားတာကအိသပြည့်မှန်တိတာမေကအိသမြည်ဒုက္ခမြည်အိသမြည်အနတ္တမြည်တာပဲစိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်ပြန်နေလည်းပြန်နေမှန်သိလိုက်ပေါ့ယောဂီတွေးရင်လည်းတွေးမှန်သိလိုက်ပေါ့ယောဂီတန်ခိတစိတ်တံတန်ခိတစိတ်တံဒီပါဒနာတိငါရင်လည်းငါမှန်သိလိုက်ပေါ့ယောဂီပဲစိတ်ပေါ်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်မရှိတွေ့ရမှာကျောင်းတက်ဆိုင်ရင်ပေါ်မယ်ပေါ်တဲ့နေရာမှာပြည့်ကျောင်းတက်ဆိုင်ရင်ပေါ်မယ်ပေါ်တဲ့နေရာမှာပြည့်သစိတပရိယောတပလံလို့
ဩဝါဒပါဠိမှာဟောမိမိစိတ်ရင်ပုတ်တဲ့ဝိနဲ့ခီဥသိနေဖြူစင်အောင်ထားစိတ်ကိုစင်ကြယ်အောင်ထားဖြူစင်အောင်ထားဖြူစင်အောင်ထားဆိုလို့မိမိစိတ်ကိုစက်ပြနဲ့တိုက်ပြီးလျှော်လို့လည်းမရဘူးကဘာပေါ်မှာရှိသမျှရည်တွေကဘာပေါ်မှာရှိသမျှစัจ जा တာတွေနဲ့စိတ်လို့မရဘူးသမုဒ္ဒရာ40လွန်ကျန်ဝန်သာအိုင်မင်း9ထွေဤသည့်ရေနှင့်ပုချိတုစေတနာကြီးလည်းကစီထတ်တော်ရေတာကုန်အပ်မြုံမုံမစင်ကတိုင်းတည်၍အထင်ကမိမက်ကင်ရည်နှင့်သုံးလေးစီကျော်ဖျားဟောသည်မြတ်သောဓမ္မတစ်ဆင့်ကြခါကိုပကိုတွင်မြေချစ်ခင်၏ဒါမြတ်ဓမ္မရေစဉ်လို့ခေါ်တယ်မက်ကင်ရည်နဲ့စီရရေကြောင့်ဖြစ်တဲ့ရေကြီးတွေစင်ကြီးရင်ရေနဲ့စီရတယ်လို့စိတ်မှာစိတ်ကြောင့်ဖြစ်တဲ့ကိလေသာရေကြီးတွေကိုလည်းစင်ကြယ်ခြင်းစိတ်နဲ့ပဲစီရတယ်လောဘဒေါသမောဟစတဲ့ကိလေသာတွေကနန္တရားတွေပဲစိတ်မှာမိဖြစ်တာဘုဒ္ဓစိတ်မှာမိဖြစ်တယ်မိမိစိတ်မှာမိဖြစ်တယ်ဒါကိုယောဂီကစိတ်တွေသူစိတ်ဓာနုပတ္တိဝိဟရတိအာရုံတော်တဲ့နဲ့ပေါ်လာတဲ့စိတ်ကိုပဲခြေပံမြတ်ကစောင့်ကြည့်ပြီးပါတုံ့တက်ပြီးပါဆင်ခြင်ပြီးပါအာတာပိဆိုတာတမ္ပပရလုံလဝရိယတမ္ပတတိမှာဆိုတာတတိတမ္ပဇာလို့ဆိုတာပညာဒါကြောင့်တတိတာဝရိယစိတ်ပညာနဲ့စောင့်ကြည့်ပြီးယောဂီပဲစိတ်ပေါ်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်ခန္ဓာပေါ်တာသိပေါ်တိုင်းသိနေတာတတိပဋ္ဌာန်ဉာဏ်နဲ့ကြည့်လို့မရှိတာတွေ့တာတတိပဋ္ဌာန်ဘာဝနာစိတ်ကလူကိုလိုက်နေတာဘာလာတဲ့လူမိုင်းအဲ့ဒီစိတ်ကိုယဉ်ကျေးအောင်ဆုံးမပြီးနိဗ္ဗာန်တရားခရီးပေါအောင်သုံးချနိုင်မှာပဏိတာပညာရှိတဲ့စိတ်ကိုမနိုင်ရင်ဒုက္ခရောက်မယ်စိတ်ကိုနိုင်ရင်နိဗ္ဗာန်ရောက်မယ်စိတ်တန်တရဒုက္ခဝဟန်လို့လည်းမြတ်ဘုရားဟောကြားတော်မူကောင်းမွန်စွာဆုံးမထားတဲ့စိတ်ဒီယဉ်ကျေးအောင်ဆုံးမထားတဲ့စိတ်ဒီချမ်းသာကိုဆောင်နေပြီလူပြည်နဲ့ပြည်ဗြဟ္မပြည်ကျင့်ဒီစိတ်ကြောင့်လားကာမသရကုသိုလ်စိတ်တွေကြောင့်လူပြည်နဲ့ပြည်ရောက်နိုင်တယ်။မယကုကုသိုလ်တွေကြောင့်ဗြဟ္မပြည်ရောက်နိုင်တယ်။အပေလေးပါးကြသူများအတ္တစိတ်ကြောင့်လားရေဘုံရင်နာမြတ်သောအပြင်လောဘနဲ့တိတ်တော့ပြိတ္တဒေါသနဲ့တိတ်တော့ငရဲမောဟနဲ့တိတ်တော့တိရစ္ဆာန်နိဗ္ဗာန်အကောင်ဘေးမဲ့တော့စိတ်ဆောင်ပို့နေတာနိဗ္ဗာန်ကိုလည်းစိတ်ကပဲပို့မှာပဲလောကုတ္တရာမျက်စိပို့စိတ်တွေကိုယ်တဏ္ဍခင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုရပြီတော့ဒါကြောင့်မို့စိတ်ကအလိုကိုလိုက်နေဘာလာဒီမိုက်စိတ်ကိုယဉ်ကျေးအောင်ဆုံးမပြီးနိဗ္ဗာန်တရားခရီးပေါအောင်သုံးချနိုင်မှာပဏိတာဒါကြောင့်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်စိတ်ပေါ်တိုင်းသိဉာဏ်နဲ့ကြည့်ကက်ခတ်ပြီးအောက်ပိုင်းဉာဏ်တွေမှာတတိဥဆောင်တယ်ပေါ်တိုင်းသိဖို့ကတတိရှိမှအသိရှိမှာပေါ့ဉာဏ်နဲ့အကက်ခတ်ကြည့်တော့မှမရှိတော့ဘူးတွေ့ရမယ်မရှိရကမရှိရမဟုတ်ရှိရကမရှိတဲ့သဘောဖြစ်ပြီးပြနေတဲ့သဘောကိုမြင်တာကြတော့ပညာဖြစ်သွားပြီ။အောက်ပိုင်းဉာဏ်မှာတတိဥဆောင်တယ်လို့အထက်ပိုင်းဉာဏ်မှာပညာကောင်းဆောင်ပါတယ်။တတိထားပါယောဂီရှေ့စိတ်ပြည့်ပြီးနောက်ဉာဏ်တည်စင်ဤကိလေသာစင်နိဗ္ဗာန်ဝင်အစဉ်ချမ်းသာမှာတရင်ကချမ်းသာမှုအစဉ်သာဝရချမ်းသာမယ်တဏှိဒုက္ခနိဗ္ဗာန်တတ်ကိုကိုယ်လေးဉာဏ်နဲ့မျက်မှောက်ပြုနိုင်အောင်အာရုံတစ်ပါးတရားစိတ်အောင်မတော်မူ၍ခန္ဓာရှိဖြစ်ဖြစ်ဉာဏ်လေးမဲ့နဲ့ကြိုက်အောင်ခန္ဓာဉာဏ်ဆိုင်ရှုပွားပေးလိုက်ကြ